ဒါကတော့ကျွန်တော်အရန်စားခြင်းတဲ့ပစုံစိတ်ကလေးအရွယ်ငယ်ပင်လယ်ကူးတက်တဲ့အစိမ့်တုပ်လိုပဲဖြစ်ပါတယ်ဗျာပစုံကတော့ဒါမစိတ်ဘူးပေါ့နော်ပစုံမှာရှိတဲ့ကြောကုန်းမှာရှိတဲ့အစာအိမ်လားဥလားတော့မသိဘူးအဲ့ဒါလေးကိုထုတ်ခုံလေးခွာထုတ်ပေါ့နော်အဲ့ဒါလေးကိုထုတ်ပြီးတော့ကျွန်တော်ဆက်ပြီးတော့လုပ်မှာကြောကုန်းကထုတ်ပြီးပြီဆိုလို့ရှိရင်အကောင်နည်းနည်းကြီးတော့နည်းလေးညက်ထုတ်လိုက်အောင်နော်အကောင်အပိုင်းလေးဖြစ်သွားအောင်အပိုင်းလေးတွေညက်ထုတ်ပြီးဆိုတော့တမ်းမြသီးညှစ်ထက်အောင်နည်းနည်းလေးဒါလေးချက်သွားအောင်ပြီးလို့ရှိရင်ရှမ်းနံတို့နနံပင်တို့ကိုကျဲတလောက်ထက်ပေါ့ကျွန်တော်တော့ကိုကြိုက်ကိုထက်တာပေါ့နော်ပြီးလို့ရှိရင်ခင်းချင်းဒီကြိုင်ခင်းချင်းဒီထက်ကြက်သွန်ပြူပါကျွန်တော်ထောင်ထက်ပါနော်အနံ့လေးမွေးဝအောင်မြို့စီစိမ်းလည်းထက်ပါနော်မြို့စီစိမ်းကိုလီလိုက်မယ်မြို့စီစိမ်းလီပြီးရင်စကားမဆက်ပါနော်ဟိုရေခဲတိတာပေါ်မှာဘောဝါလေးတစ်ခုတွေ့ရတော့မှာကျွန်တော်ဘောလုံးကန်တော့နေ့သိစုလေးရခဲ့တဲ့စုလေးပေါ့အမတ်တရလေးသိမ်းထားတာပြီးစီချက်ထက်မှာပေါ့နော်စနွေးလေးနည်းနည်းထည့်ပြီးတော့စီနဲ့တုံးမှာစီဘူးနည်းနည်းပေးထားလိုက်မှာချက်သွန်နီကိုပါလေးလီလိုက်မှာပေါ့နော်ချက်သွန်နီကိုပါလီပြီးလို့ရှိရင်အမှရလာတဲ့ခုနလီထားတဲ့ဟာတွေနဲ့ပစုံထပ်လိုက်မယ်ပြီးထောင်းထားတဲ့ချက်သွန်ပြူထက်ပြီးငရုတ်သီးမုတ်ထက်ပြီးရင်စီချက်တက်ထားတဲ့စီကိုထပ်မှာပေါ့နော်ပြီးလို့ရှိရင်ချင်ဆက်လေးစားမယ်ဆိုတော့တမယာရီထညစ်ထက်တယ်ပေါ့နော်တမယာရီထညစ်ထက်တယ်ပြီးလို့ရှိရင်စားထက်အချိုမုတ်ထက်ပြီးမကျင်တဲ့သေးတော့အမှတမယာရွက်နဲ့ဗာလဲဇပလင်တမယာရွက်နဲ့ဇပလင်နဲ့ထက်အမှတုတ်လိုက်ပြီပေါ့နော်အဲ့ကောင်တွေအကုန်ရောထည့်ပြီးတော့အကုန်တုတ်ပလိုက်ပြီဒီမဲ့တော့စားလို့ကောင်းလားမကောင်းလားမသိဘူးငါပြရေးပါထက်ကလုံးနေပြီဆိုတော့စမ်းပြီးတော့မြည်ကြည့်တာပေါ့နော်ပြီးရင်စမ်းပြီးနေပြီးဟိုဘက်နေပဲနေvery good ဆိုတာပဲအဲ့လေgood ကဲကြည့်ရှုပေးတဲ့ပရိသတ်ဒီကမော်နမတွေအားလုံးစားဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့နောက်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြဖို့အားလုံးဖိတ်ခေါ်ပါတယ်နော်ကျေးဇူးတင်ပါတယ်